စာအုပ်ရှိမှာနိုင်ရီပါမစွာစာတိုင်းချက်နေပေမဲ့နောက်နေကြရင်ဘာမှမမိတော့ပဲဖြစ်နေလားအားလုံးကခေါင်းထဲကနေပြန်ထွက်သွားတယ်လို့ခံစားနေရပြီလားကျွန်တော်တို့တခါတလေစားချက်တယ်တင်ပြနေတတ်တယ်ဒါမှမဟုတ်အရေးကြီးတဲ့ presentation တစ်ခုအတွက်ပြင်ဆင်တယ်ဒါပေမဲ့ပြဿနာကစက်သုံးကတော့ရတယ်လို့နဲ့တကယ်တမ်းပြန်ပြောခံနေကြရင်ဘာမှစဉ်းစားလို့မရတော့တာမျိုးခဏခဏကြုံမှုကြမှာပါဒါဟာတင်ညာမကောင်းလို့မဟုတ်ပါဘူးတဲ့အုံနောက်ကိုမှတ်သားခိုင်းတဲ့နီလာမှားနေလို့ပါဒီနေ့ဗီဒီယိုမှာတော့သိပ္ပံနည်းကျထောက်ခံထားတဲ့ဘယ်အရာကိုမဆိုအမြန်ဆုံးနဲ့အကြဆုံးမှတ်မိစေမယ့်မှတ်သားနည်း psychological hacks 9ခုအကြောင်းကိုပြပြပေးတော့မှာပါထူးထူးဖြင့်နံပါတ်5ချက်ကတော့မိတ်ဆွေတို့အတွက်ရောကျောင်းသားတွေအတွက်ပါဂိမ်းချင်ကြတစ်ခုဖြစ်လို့ဆုံးအောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဗီဒီယိုလေးမစတင်ခင်မှာအခုလိုတကူရေးအောင်မြင်ทุกတဲ့ရေးအတွက်ဘုဟုတုတတွေမျှဝေပေးနေတဲ့ကျွန်တော်ရဲ့ The Brilliant Mind YouTube channel လေးကို subscribe ထားပေးဖို့တောင်းဆိုပါရစေကဲစလိုက်ရအောင်နော်နံပါတ်1 active recall တက်ကြွစွာပြန်လည်ထုတ်ယူခြင်းကျွန်တော်တို့မြန်မာကျောင်းသားတွေအများစုလုပ်လို့ရှိတဲ့အမှားကစာကိုထပ်ခါတည်းတည်းဖတ်တာပါဒါကို passive learning လို့ခေါ်ပါတယ်စာအုပ်ကိုမျက်စိနဲ့ကြည့်နေုံနဲ့တော့အုံနောက်ကအလုံးမလုပ်ပါဘူးကျွန်တော်တို့အုံနောက်ကအရန်ပြင်းပါတယ်ဒါဆိုရင်ဘယ်လိုလုပ်ရမလဲစာပိုက်တစ်ပိုက်သို့မဟုတ်အခန်းတစ်ခန်းဖတ်ပြီးတော့ရင်စာအုပ်ကိုပိတ်လိုက်ပါပြီးရင်ငါအခုဘာတွေဖတ်လိုက်တယ်လဲဘာတွေမှတ်မိလိုက်တယ်လဲဆိုတာကိုချရေးကြည့်ပါဒါမှမဟုတ်ကိုယ့်ဘာသာကိုပြန်မေးကြည့်ပါဥပမာအစိုးရဝန်ထမ်းစာမေးပွဲ PSC အတွက်ပြင်ဆင်နေရဆိုရင်ဥပဒေပုံမှန်တွေကိုထိုင်ဖတ်နေုံနဲ့မရပါဘူးဖတ်ပြီးတာနဲ့စာအုပ်ပိတ်ကိုယ့်ဘာသာကိုမေးခွန်းပြန်ထုတ်ပြီးဖြေကြည့်ပါ presentation အတွက်ဆိုရင် script ကိုအလွတ်ကျမဲ့အစားအဓိကချက်တွေကိုပဲကြည့်ပြီးကျန်တာကိုကိုယ်စကားနဲ့ကိုပြန်ဖြည့်ပြောကြည့်ပါဒီလိုခေါင်းထဲကချက်လက်တွေကိုအတင်းဆွဲထုတ်လိုက်တဲ့အခါမှန်ညာကပုံမခိုင်မာရပါတယ်ဒီနေ့ကစပြီးစာပတ်ချိန်တွေကိုလျှော့ကိုယ့်ဘာသာကိုပြန်ဆန်းစစ်တဲ့အချိန်တွေကိုပိုတိုးကြည့်လိုက်ပါနံပါတ်1 speed repetition အချိန်ချပြီးပြန်နှွေးခြင်းစာတွေကိုကြိုမလို့ပဲဆောင်းပွဲနီးမှာတညလုံးမအိပ်ပဲစာတင်းချစ်တာကိုကြားဖို့လုပ်ဖို့ကြားမှာပါအဲဒီလိုကြရင်ဆောင်းပွဲခန်းထဲမှာခဏတော့မှတ်မိလိုက်မယ်ဒါပေမဲ့နောက်နေ့ရောက်နေရင်တော့အကုန်မိတော့မှာပါဘာလို့လဲဆိုတော့အုံနောက်ကမတုံးတဲ့အချက်လက်တွေကိုအမြန်ဆုံးဖြတ်ထုတ်ပစ်လို့ပါဒါဆိုရင်ဘယ်လိုလုပ်ရမလဲစာကိုတထိုင်နဲ့အတင်းချက်မယ်စာအချိန်ချပြီးနှွေးပေးပါပထမနေ့စာစားချက်မယ်ဒုတိယနေ့တစ်ခေါက်ပြန်နှွေးမယ်တတိယနေ့ဘာမှမလုပ်ပဲကြော်လိုက်ပါသုဒ္ဓနေ့တစ်ခေါက်ပြန်ထပ်နှွေးမယ်တပတ်ပြည့်ရဲ့နေ့နောက်ဆုံးတစ်ခေါက်ပြန်ကြည့်မယ်ဒီလိုအချိန်ချပြီးမှတ်လိုက်ခြင်းကအုံနောက်ကိုဟေ့ဒီချက်လက်ကခဏခဏလိုနေတယ်နော်အရေးကြီးတယ်မမေ့နဲ့အုံလို့တတိပေးလိုက်တာနဲ့တူပါတယ်အဲဒီလိုလုပ်လိုက်ခြင်းအပြင်တင်ရဲ့အုံနောက်ကအချက်လက်တွေကိုအချိန်ကြာကြီးမမေ့ပဲမှတ်သားထားနိုင်မှာပါနံပါတ်3 memory pilot technique မှတ်ဉာဏ်နှံတော့တိဆောက်ခြင်းဒါကတော့ကဘာကျော်စွန်တော့ကြီးရှားလော့ခုံးနဲ့ကမ္ဘာမှတ်ဉာဏ်ချန်ပီယံတွေတုံးတဲ့နီးလမ်းမှာလူအုံနောက်ကစာသားတွေထက်နေရာတွေနဲ့ပုံရိပ်တွေကိုပုံမှတ်မိပါတယ်ဒါဆိုရင်ဘယ်လိုလုပ်ရမလဲကိုယ်အိမ်ဒါမှမဟုတ်ကိုရင်းနှီးတဲ့နေရာတစ်ခုကိုစိတ်ထဲမှာပုံပေါ်လိုက်ပါပြီးရင်ကိုမှတ်ချင်တဲ့အချက်လက်တွေကိုအဲ့ဒီအိမ်ထဲကပြိဘောကတွေပေါ်မှာလိုက်တင်ထားလိုက်ပါဥပမာတမိုင်းထဲကအရေးကြီးတဲ့တက်ကရစ်5ခုကိုမှတ်ချင်တယ်ဆိုပါစို့အဲ့ခန်းထဲက TV ပေါ်မှာပထမတက်ကရစ်ကိုထားပါထမင်းစပွဲပေါ်မှာဒုတိယတက်ကရစ်တစ်ခုရှိနေမယ်အိတ်ခန်းထဲကကတင်ပေါ်မှာတတိယတက်ကရစ်တစ်ခုရှိနေမယ်အဲဒီလိုတခြားချက်လက်တွေကိုလည်းတနေရာပြီးတနေရာအစီရေးလိုက်ထားလိုက်ပါအဲ့ဒီချက်လက်တွေကိုပြန်မှတ်မိချင်တဲ့အခါမှာစိတ်ထဲကနေအဲ့ဒီအိမ်ထဲကိုလမ်းလျှောက်ဝင်သွားလိုက်တာနဲ့အဲ့ဒီချက်လက်တွေကိုတူနေနဲ့တူပြန်တွေ့ပါလိမ့်မယ်ဖော်မြူလာတွေစင်းစရာတွေမှတ်ရခဲ့တဲ့အခါဒီနည်းကအလုပ်ဖြစ်ဆုံးပါပဲနံပါတ်4ချန်ကင်အုပ်စုခွဲရဲ့မှတ်သားခြင်းကျွန်တော်တို့အုံနောက်ကတခါမှရဲ့အချက်လက်9ခုလောက်ပဲလက်ခံနိုင်ပါတယ်ဒါကြောင့်စာရီအများကြီးကိုပုံအောမှတ်မဲ့အစားအုပ်စုလေးတွေခွဲပြပါဥမာဖုန်းနံပါတ်တစ်ခုကိုမှတ်မယ်ဆိုရင်39 45393911လို့မှတ်မဲ့စား39 450 3931 122ဆိုပြီးခွဲမှတ်တာကပိုပြီးလွယ်ကူပါတယ်ကျောင်းစာမှာဆိုရင်တမိုင်းဘာသာရပ်မှာနှစ်အလိုက်အကုန်ကျက်မဲ့အစား19ရာစုကဖြစ်ပျက်တွေ20ရာစုကဖြစ်ပျက်တွေဆိုပြီးအုပ်စုလေးတွေခွဲလိုက်ပါအချင်းချင်းဆက်ဆက်နေတဲ့အကြောင်းအရာတွေကိုစုစုလိုက်တာကမှတ်ဉာဏ်အတွက်အများကြီးပိုတက်တာစေပါတယ်နံပါတ်5 teach what you learn ပြန်လည်သင်ကြားပေးခြင်းဒါကတော့အထူးရောက်ဆုံးနည်းပါပဲအချက်လက်တစ်ခုကိုကိုယ်တိုင်နားလည်တာနဲ့တခြားသူကိုနားလည်အောင်ရှင်းပြနိုင်တာကလုံးဝမတူပါဘူးတခြားသူကိုပြန်ရှင်းပြဖို့ကြိုးစားတဲ့အခါတဲ့အုံနောက်ကအဲ့ဒီအကြောင်းအရာကိုအရှင်းလင်းဆုံးဖြစ်အောင်ပြန်စီစဉ်ရပါတယ်တင်းရဲ့သူငယ်ချင်းကိုရှင်းပြပါဒီနေ့ငါဒါလေးလေ့လာထားတယ်နားထောင်ကြည့်အောင်ဆိုပြီးရှင်းပြပါဒါမှမဟုတ်တယောက်တည်းရှိနေရင်တော့တင်းရှိမှကျောင်းသားတယောက်ရှိနေတယ်လို့စိတ်ကူးရင်ပြီးအတန်ထွက်ပြီးရှင်းပြပါဒါမှမဟုတ်ရင်
ကိုရှင်းပြနေတာကိုဖုန်းနဲ့ record ဖမ်းပြီးပြန်နှားထောင်ကြည့်ပါရှင်းပြနေရင်လည်းကိုထိတ်မော့သွားတဲ့နေရာဟာကိုတကယ်နားမလည်သေးတဲ့ကွက်လက်ဖြစ်နေတဲ့နေရာပါပဲအဲ့ဒီနေရာကိုပြန်ဖတ်ပါပြန်ကြက်ပါဒီနည်းလမ်းကိုသုံးရင်တင်းရဲ့နားလိုက်တဲ့ဆန်းက10ဆလောက်တိုးတက်လာပါလိမ့်မယ်မှတ်ဉာဏ်ကောင်းတဲ့ဆိုတာမွေးရပါထက်လေ့ကျင့်ရင်ရတဲ့တပ်ပညာတစ်ခုပါပဲအခုပြောရတဲ့နည်းလမ်း5ခုထဲကတစ်ခုခုကိုပဲဖြစ်ဖြစ်ဒီနေ့ကစပြီးအသုံးချကြည့်ပါဇာမီဝက်ခန်းထဲမှာဖြစ်ဖြစ်အလုပ်ခွင်မှာဖြစ်ဖြစ်တင်ဟာသူများထက်ခြေတလန်းပိုတာနေပါလိမ့်မယ်ကဲဒီနည်းလမ်း5ခုထဲကတင်ဘယ်ချက်ကိုအရင်ဆုံးစမ်းသုံးကြည့်မလဲအောက်က comment မှာရေးပေးခဲ့ပါဦးဒီဗီဒီယိုလေးကတင်အတွက်ကြိုးရှိစေရဆိုရင် like လုပ်ဖို့မမေ့ပါနဲ့ဦးနော်နောက်ထပ်လည်းဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ပညာရေးနဲ့စိတ်ပညာဆိုင်ရာအကြောင်းအရာတွေကိုမလွတ်စေဖို့အတွက် subscribe လုပ်ပြီး notification bell လေးကိုနှိပ်ထားပေးပါနော်အားလုံးပဲထူးချွန်ထက်မြက်တဲ့လူငယ်တွေဖြစ်ကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်